အောက်လန်းပညာဆိုတာကိုယုံကြည်ရှိသလားကျွန်တော်ကြုံမှုတဲ့အောက်လန်းပညာနဲ့ပတ်သက်လို့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်ပြောပြမယ်ကျွန်တော်အသက်20ကျော်ကကျွန်တော်တို့နယ်မှာပြည်တစားခေါင်းတယောက်ရှိတယ်။သူကရိုးရိုးပြည်တစားခေါင်းအလုပ်လုပ်စားတာမဟုတ်ဘူး။သူကငွေရှာတော်တဲ့လူတွေယာရုယာကန်ရှိတဲ့လူတွေဂုဏ်သေးရှိတဲ့လူတွေအဲ့လိုလူမျိုးတွေကိုသူကလူခေါ်မလဲတချို့မိန်းကလေးတွေနဲ့ပေါင်းပြီးတော့သူမွေးထားတဲ့မိန်းကလေးတွေနဲ့ပေါင်းပြီးတော့ငွေညှစ်တယ်အတေးဖြတ်မယ်ငွေညှစ်မယ်ညှစ်ပြီးတော့သူကအဲ့လိုမျိုးနဲ့ပတ်စံတော်တော်ကိုပြည်လဲနေတဲ့အနေထားရှိတယ်။သူကလာလိုက်ရင်လက်ကောက်တွေကိုတစ်ဖက်ကိုကွင်း20လောက်ဝတ်တယ်။လက်ကောက်ကွင်း40လောက်ရှိတယ်။အများတန်းလက်အလှူဒန်းတွေလုပ်တယ်။အလှူဒန်းတွေလုပ်တယ်။သူဘယ်လိုခေါ်မလဲ။သူချမ်းသာကြောင်းကိုလည်းပတ်ပြီးတော့ကြွားတယ်။သို့တော့အဲ့ဒီသူနဲ့ပတ်သက်ပြီးတော့အတွင်းသိထားတဲ့လူတချို့ကကျွန်တော်ကိုတတိပေးတယ်ဒီအမျိုးသမီးကိုတတိထားဆက်ဆံပါဒီမျိုးသမီးကတချို့လူတွေကိုအဲ့လိုမျိုးအနိကပေါင်းပြီးတော့အကြက်ကင်နေသူမွေးထားတဲ့မိန်းကလေးတွေနဲ့လွတ်ပေးပြီးရင်အဲ့ဒီလူတွေကိုရက်မူးအောင်တိုက်တယ်ရက်မူးအောင်တိုက်တယ်ပြုစုတယ်ပြုစုပြီးသွားတာနဲ့ကင်မရာနဲ့မှတ်တမ်းဓာတ်ပုံရိုက်ပြီးတော့အမြဲတမ်းငွေအကြက်ကင်တတ်တယ်အဲ့တော့တတိထားပေါင်းပါလို့3-4ယောက်ကကျွန်တော်ကိုတတိပေးတယ်တတိပေးတယ်လို့အဲ့မျိုးသမီးကလည်းကျွန်တော်ကိုလည်းအမြဲတမ်းကျွန်တော်ဈေးဆိုင်ကိုလာပြီးတော့လိုအပ်သလားဒီလိုပဲနေတော့မှလားနော်ရည်စားမထားဘူးလားဒီကိစ္စလိုက်စားခြင်းလဲတန်တန်လေးတွေရှိတယ်ဘာယောဂမှမရှိဘူးသူအမြဲတမ်းအဲ့လိုလာဆက်တယ်ကျွန်တော်ကလည်းသူမျိုးပြောထားတဲ့စကားအရညင်းလွတ်တယ်သူညင်းလွတ်တယ်လို့သို့တော့သူကစိုးတာကကျွန်တော်အိမ်ကိုအမြဲတမ်းဝင်ထွက်ရှိတယ်ကျွန်တော်အိမ်ကလူတွေကိုအလှလာဖိတ်တယ်အလှသူလှုပ်တဲ့အလှတွေမှန်သမျှကိုလာဖိတ်တယ်သူဘလို့ချမ်းသာကြောင်းနေသူဘလို့လူနိုင်ကြောင်းနေကြွားတယ်ကြွားတဲ့အခါကျတော့ပြီးတော့သူလှုပ်တဲ့အလုပ်ပေါ့သူလှုပ်တဲ့အလုပ်ကိုလည်းသူကအရက်ဆိုင်လည်းဖွင့်ထားတယ်အရက်ဆိုင်ဖွင့်ထားတော့ကျွန်တော်ကအဲ့ဒီအချိန်မှာကျွန်တော်လှုပ်တဲ့စီးပွားရေးကတိတ်မပြေလဲဘူးဆိုတာကကျွန်တော်ကကတ်တော်စာအုပ်ဆိုင်ဖွင့်တယ်တတိရောင်းတယ်ကျန်တဲ့စတိုးပစ္စည်းလေးတွေလည်းရောင်းတဲ့အခါကျတော့ကျွန်တော်အမေရဲ့စေကူတာစရိတ်နဲ့ညီရဲ့အကြောင်းစိတ်ကမလောက်ငှနိုင်တော့အဲ့ဒါသူရောင်းတယ်လို့အရက်ရောင်းမှလားပေါ့အရက်ရောင်းလို့ဒီလိုချမ်းသာတာပေါ့အရင်ချမ်းသာတယ်ဆိုတော့အဲ့တော့ကျွန်တော်ကအမေကိုပြောပြတယ်အမေသူကအရက်ရောင်းရုံနဲ့မဟုတ်ဘူးဒီပြည့်တစားကောင်းလဲလုပ်တယ်သူများကိုလည်းငွေညှစ်တယ်အမေမယုံနဲ့ဆိုတော့သို့တော့အမေကလည်းကိုယ့်ဘက်တောင်မပါဘူးသူ့ဘက်ပါတယ်ကျွန်တော်ကိုအမြဲတမ်းနေကစီးပွားရေးကိုလမ်းညွှန်ရင်ကိုလိုကန့်လန့်တိုက်တယ်သူများတကားကောင်းစေခြင်းလို့လမ်းညွှန်တာတော့မသိဘူးသူများချမ်းသာတဲ့အတိုင်းလုပ်ရမယ်ပေါ့လေအမေကလည်းလောလောဆယ်လေဖြတ်ထားတဲ့လူဆိုတော့စိတ်ကတိတ်ဇနိုးဇနောက်နဲ့သူများပြောတာလည်းယုံလွယ်တယ်ပေါ့နော်ယုံလွယ်တော့အဲ့ဒါကိုရင်းနဲ့ပြဿနာနောက်ကြတော့ကိုကလည်းအဲ့သူ့နာမည်ဆိုးရှိတဲ့အခါကျတော့ကျွန်တော်ကသူ့အိမ်ကိုအလာမခံဘူးခင်ဗျားကျောင်းအိမ်လာမလိုက်နဲ့ဆိုပြီးတော့မောင်းထုတ်တဲ့အခါမှာနောက်ဆုံးကိုရီကိုခွင်ဆင်ပြီးပြဿနာရှာလို့နောက်ဆုံးကျွန်တော်နဲ့သူနဲ့ပြဿနာတက်ပြီးတော့ကျွန်တော်သူ့ကိုကျွန်တော်နာမည်လာဖြတ်လို့ကျွန်တော်စိတ်တိုးပြီးသူ့ကိုစောင့်တွန်းလိုက်တာလေမျိုးတွန်းပြီးတဲ့အတွက်တတိလက်သွားတယ်အဲ့တော့အဲ့လိုပြဿနာတွေတက်ဖူးတဲ့အချိန်မှာသူကကျွန်တော်ရဲစခန်းတိုင်းမဲ့တရားစွဲမဲ့တွေလှုပ်ဖူးတယ်ပေါ့လေဆိုတော့အဲ့ဒါသူနဲ့အဲ့လိုမျိုးတွေပတ်သက်ဖူးတဲ့အတွက်ဒါကျွန်တော်ပြောပြရတာပေါ့အဲ့တော့သူကနောက်အဲ့ဒီပြဿနာတက်တဲ့အချိန်မှာကျွန်တော်အမေရတယ်ကျွန်တော်ဘက်မပါဘူးသူ့ဘက်ပါတယ်သူ့ဘက်ပါတယ်သူကသိရတာသူကိုယ်တိုင်လည်းအောက်လိုင်းပညာတွေတော်တော်တက်တယ်ယောက်ျားလေးတွေကိုအောက်လိုင်းပညာနဲ့ဆေးတွေခတ်တယ်သူပြောတဲ့အပြောတွေနောက်ကိုပအောင်လုပ်တယ်နောက်ဒီယောက်ျားလေးမိန်းကလေးပေါ့နော်တော်တော်များများကသူပြောရင်သူစကားတခေါ်မယ်သူစကားနောက်ကိုပါတယ်သူဘာလို့စားနေလဲဆိုတာကိုသိတဲ့လူတော်မှသူပြောအောက်မှာနေကြရှုံးသွားတယ်အဲ့တော့ तू ကအဲ့လောက် तू ကဒီအောက်လန်းပညာတွေဘာတွေလဲ तू သင်ထားတယ်ပြောတယ်သို့တော့ तू တနေ့သူ့ထက်စွန့်တဲ့အောက်လန်းပညာရှင်နဲ့တွေ့တဲ့အခါမှာतू တည်တဲ့အထီကိုဖြစ်ခဲ့ရတယ်တနေ့ကျတော့ तू ဘာဖြစ်တယ်လဲဆိုတော့ကိုယ့်နယ်ကိုပြောင်းလာတဲ့အရာရှိလေးတယောက်ကိုအဲ့လိုပဲမိန်းကလေးတယောက်နဲ့လွတ်ပေးပြီးတော့ तू အကြက်ကင်ပြီးတော့
သူငွေ350တောင်းငွေ350တောင်းတဲ့အချိန်မှာဒီအရာရှိလေးရဲ့မိဘတွေကချင်းလူမျိုးတွေလူဟိုကချင်းလူမျိုးတွေတိုင်းရင်းသားတွေပေါ့သူတို့နယ်မှာရှိတဲ့တောင်ယာတွေအကုန်လုံးကိုရောင်းတာတောင်ယာတွေအကုန်လုံးကိုရောင်းတာပတ်စံလေး8သိန်းခွဲပဲရတော့အဲ့ပတ်စံလေး8သိန်းခွဲနဲ့မိသားစုလိုက်ဒီလေရင်တံကားတံနဲ့ကျွန်တော်တို့နယ်ကိုရောက်လာတော့သူတို့ကလမ်းစိအဲ့အချိန်မှာ3သိန်းခွဲလောက်ကုန်သွားပြီပတ်စံ9သိန်းလောက်ပါတယ်ပတ်စံ9သိန်းလောက်ပါတဲ့အခါကျတော့သူကဒီမိမကိုဒီချင်းမျိုးသမီးကခြေထောက်ကိုကင်ပြီးတောင်းပန်တယ်ငါသားလေးကိုဒီပြဿနာမရှာပါနဲ့ကြေးအေးပေးပါလုပ်ပေးပါဆိုတော့ तू ကဒီအရာရှိနဲ့သူတို့လွတ်ပေးတဲ့မိန်းကလေးနဲ့ဖြစ်နေတဲ့ပုံဖြန့်လိုက်မယ်ဖြန့်ပြီးတော့ဒီမရိန်းမှုနဲ့ပေါ့ဒီကလေးမလေးကိုမရိန်းကျင်းလို့မရိန်းမှုနဲ့ဟိုဒီရစကန်တိုင်းမှာတရားစွဲမယ် तू အဲ့လိုလုပ်တာပေါ့ဒီလိုကြက်ကင်အဲ့မှာလည်းဒီအရာရှိအရာတို့မပြုတ်ရေးနာမည်မပြတ်ရေးအတွက်အဲ့သူ့အမေကြီးကသူ့ကိုခြေထောက်ကင်ပြီးတောင်းပန်ပြီးတော့ပတ်စံ तू ကတောင်းတာ350အဲ့ဒီမှာဒီချင်းမကြီးကသူ့ကိုပတ်စံ5သိန်းရော်ပေးခဲ့ပြီးတော့သူတို့မိသားစုချင်းပြည်နယ်ကိုပြန်လဲလမ်းစိတ်က3သိန်းခွဲလောက်ကုန်မယ်လေရင်စီးရမယ်ကားစီးရမယ်အဲ့ဒီအတွက်သူတို့ရှိတာအကုန်မှာတရှိသမျှတောင်ယာတွေရောင်းခဲ့တာလေဒီလောက်ပဲရပါတယ်အဲ့တော့ပတ်စံက9000ပဲပို့တော့မယ်ပို့တဲ့9000ကိုသူ့သားလေးကိုပေးခဲ့ပေးရစေဆိုပြီးတော့သူတို့ကအဲ့လိုတောင်းပန်ပြီးတော့သူ့ကိုခြေထောက်တွေကင်တယ်အဲ့ဒါဖက်တယ်အဲ့လိုမျိုးပေါ့နော်ဖက်ပြီးတော့တောင်းပန်ပြီးတော့ဒီဟိုအားလုံးကလည်းအတွင်းသည့်သမားတွေကလည်းဝိုင်းညှိလိုက်ကြတော့ဒီ9သိန်းနဲ့ပြီးသွားတယ်အဲ့9သိန်းဆိုတာကရွှေတစ်ချက်သားကိုအဲ့ဒီအချိန်မှာ4000နဲ့8000ပဲရှိတယ်ဒါသူတို့9သိန်းဆိုတာရွှေ30သားကိုသူတောင်းတာရွှေတစ်ပိတ်သားကိုတော့တောင်းတာ350ဆိုတာလေအဲ့ခက်မှာအဲ့တော့အဲ့ဒါသူတို့ရှိသမျှလေးတွေရောပြီးပြန်သွားပြီးတော့3ရက်4ရက်လောက်လဲနေရော3ရက်4ရက်လောက်လဲနေရောအဲ့ဒီအမျိုးသမီးကသူနှိတ်ကင်းအိတ်နေတယ်အိမ်မက်တယ်အဲ့သူအိမ်မက်ထဲမှာဘယ်လိုလဲဆိုတော့ဒီချင်းအမျိုးသမီးကြီးကသူ့ကိုပွေပြီးတော့စံထောင်းတဲ့မောင်းစုံကြီးနဲ့ကိုထည့်ပြီးတော့တက်သားမောင်းစုံကြီးနဲ့တကောင်လုံးကိုတခါတည်းထုထောင်းတာတကောင်လုံးကိုမောင်းနဲ့စီစီညံ့ညံ့ကြည့်အောင်စပားထောင်းတယ်လို့ထောင်းတယ်အဲ့လိုထောင်းတယ်လို့အိမ်မက်ပြီးလန့်နိုးလာတဲ့အချိန်မှာသူနိုးလာပေါ့သူခြေလက်တွေကတဲလို့မရတော့သူခြေစစ်လက်စစ်တွေကဒီခြေရိုးလက်ရိုးတွေအကုန်အပိုင်းကျိုးတာသူကဒီဘယ်လိုခေါ်မလဲဆိုတော့ဖားတကောင်ကိုတူနဲ့ထုထားတယ်လို့ပဲသူ့လက်တွေကလည်းအပိုင်းကျိုးနေပြီခြေထောက်တွေကလည်းအပိုင်းကျိုးနေနံတွေကလည်းအပိုင်းကျိုးနေမျက်လုံးတွေနှာခေါင်းတွေပါးစပ်ထဲကသွေးတွေအကုန်ယိုကျနေဒါပေမဲ့သူ့ကိုဒီချင်းမကြီးကနေပြီးတော့မောင်းစုံနဲ့ထည့်ပြီးတော့ထောင်းတယ်ဆိုတာကိုတော့မောင်းစုံနဲ့ထည့်ပြီးထောင်းတယ်အိမ်မက်တယ်မက်ပြီးနိုးလာတဲ့အချိန်မှာသူဒီလိုဖြစ်တယ်ဆိုတာတော့သူ့ယောက်ျားကိုပြောပြနိုင်တယ်ပြောပြနိုင်တဲ့အခါကျတော့ပြောပြနိုင်ပြီးတော့သူညနေ9နာရီလောက်မှာဆုံးသွားတဲ့အခါကျတော့ဒါကျွန်တော်တို့နားလည်လေးတွေပြန်ပြောတာတော့သူတို့ဒီတိုင်းရင်းသားတွေမှာသူတို့မျက်ရည်ပေါက်ကြီးငယ်ကြအောင်လုပ်ရင်တံပြန်ဖို့သင်ထားတဲ့အတတ်ပညာတွေသူတို့မီယိုဖလာသင်ထားတဲ့ပညာတွေရှိတယ်သူ့ကိုဒီချင်းမကြီးကဖက်ရင်းနဲ့သူ့ကိုခြေထောက်ဖက်ပြီးတောင်းမှန်နဲ့သူ့ခြေဘွားခြေသာမှုတ်ကိုလက်နဲ့ယူသွားတယ်သူ့ကိုခန္ဓာကိုယ်ဖက်ပြီးတောင်းမှန်နဲ့သူ့ရဲ့စပယ်2ချောင်း3ချောင်းနှုတ်ယူသွားတယ်သူ့ကိုတောင်းမှန်နေတဲ့အချိန်မှာဒီချင်းမကြီးကစပယ်နှုတ်သွားတာရောခြေသာမှုတ်လက်နဲ့တက်ပြီးတော့ခြေထောက်ကမြေကြီးကိုတက်ပြီးယူသွားတာရောကလည်းတွေ့တဲ့လူကတွေ့လိုက်တော့အဲ့သူ့ရဲ့စပယ်နဲ့ခြေသာမှုတ်ရလဲရကောသူတို့ဘဝပြက်ပြီလေသူတို့မှရှိသမျှတောင်ယာတွေလည်းကုန်ပြီပြီးတော့သူ့သားအရာရှိရလည်းအရှင်းဆုံးပြောရရင်ဒီသူတို့ဟိုဘယ်လိုခေါ်မလဲဒီသူတို့ဓာတ်ပုံရိုက်ထားတဲ့မိန်းကလေးကိုစော်ကားတာမဟုတ်သူတို့ကဒါပတ်စံပေးပြီးတော့ဟိုဆက်ဆံတာလေပတ်စံပေးပြီးဆက်ဆံတယ်ဆိုတာ तू ကပဲကွယ်ဖန်ပြီးအဲ့လိုလိုက်ဆက်တာဘာလို့လဲဆိုတော့ तू ဘာလို့လိုက်ဆက်လဲဆိုတော့ကျွန်တော်တို့ तू အကြိမ်များစွာလာပြီးတော့ဆက်ခဲ့ဘူးတယ်ပေါ့လေကိုကကြောက်ပြီးတော့ရှောင်ခဲ့လို့တာပေါ့ကျွန်တော်တို့အကြိမ်လာဆက်ခဲ့ဘူးတယ် तू အဲ့လိုကွယ်ဖန်လဲကိုလည်းဘဝပြတ်မှာကိုတွေဆိုရင်အဲ့ဒီအချိန်မှာမို့ဆိုးမသားသမီးအမေကနေမကောင်းဘူးငယ်တွေအတွက်ကြောင်းစေးရှာနေရတယ်ကိုများအဲ့လိုမျိုးငွေညှစ်ခံရင်ဘဝပါတစ်ခါတည်းပြတ်ပြီးတော့ကလေးတွေပါကြောင်းထွက်ရမှာအဲ့တော့ကိုတွေကသူများတွေတတိလာပေးလို့ရှောင်လိုက်နိုင်တာတော်တော်ကံကောင်းသွားတယ်ပြောရမယ်အဲ့တော့ဒီအရာရှိလေးကတော့သူ့ရဲ့ကြော့ကွင်းနဲ့ဝင်သွားလိုက်တာဒီလိုပဲမိသားစုမှာရှိသမျှတောင်းရတယ်အကုန်ရောကုန်တဲ့အခါကျတော့တစ်ဖက်ကနာကြီးလာတဲ့အခါကျတော့ဒီအောက်လိုင်းပညာတို့အတတ်ပညာတွေပညာတွေမှာလည်းမျက်ရည်ပေါက်ကြီးငယ်3ချိန်ကြအောင်လုပ်တဲ့လူဆိုရင်တို့မှလုပ်ခွင့်ရှိတယ်ပြောတယ်
ပြီးတော့ဒီမျိုးသမီးကသူများတကာကိုလည်းသူစကားအောင်လို့ဆိုပြီးတော့အောက်လန်းနေနဲ့အချိန်ချင်းလောက်ခဲ့တာလေအဲ့လိုအောက်လန်းနေနဲ့အချိန်ချင်းလောက်ခဲ့တာဆိုတော့သူလောက်ခဲ့တဲ့အကုသိုလ်တွေကလည်းရှိတယ်တစ်ဖက်ကလည်းနာကြီးစိမ့်နဲ့လောက်တာဆိုတော့တစ်ဖက်ကပညာကလည်းစွန့်သွားသလားမသိဘူးတခါတည်းကိုသူအဲ့ဒီအိမ်မက်မက်ပြီးတော့လန့်နိုးလာတဲ့အချိန်မှာသူခန္ဓာကိုယ်တစ်ခုလုံးကပျော့ဖက်လိုက်တယ်အဲ့တော့သူ့ကို3ရက်တောင်ထားလို့မရဘူးတေးပြီးချင်းတနားရီတွင်ပုတ်စော်တွေနန်းလာတယ်နန်းလာတော့အဲ့ဒါနဲ့သူ့ကို3ရက်မထားပဲနောက်နေ့ပဲချက်ချင်းအခေါင်းထဲထည့်ပြီးတော့ဟိုပါပေါ့သွားမြုပ်တာပေါ့မြုပ်တဲ့အချိန်မှာကျွန်တော်တို့အဲ့အတုပသွားပို့ဖို့သွားတာသူ့အိမ်ရဲ့ဝါ3-4ပြန်အကွာကိုကျွန်တော်တို့သွားလို့မရအောင်ပုတ်စော်ကမတရားနန်တာဒီနေ့တေးမနှက်ဖြန်အောင်မတရားနန်တာဘယ်အတုပမှနာမနဲ့မှလည်းမတူမတရားတွေနန်ပြီးတော့အဲ့ဒီခုနခြေတွေလက်တွေကျိုးထားတဲ့နေရာတွေပေါ့နော်ဒီမျက်လုံးတွေနှာခေါင်းတွေဒွာရပေါက်တွေအကုန်လုံးကလည်းသွေးတွေအရေးကြီးတွေကတောက်ယူကြနေထမ်းတဲ့လူတွေလည်းအော့အံပေါ့အဲ့ဒါကနေပြီးတော့သူ့ကိုလိုမျိုးနောက်နေ့မှာပဲ2ရက်နဲ့မြုပ်လိုက်ရတယ်ဆိုတာဒါကတစ်ဖက်ကိုနာကြီးအောင်ဘဝပြက်အောင်လုပ်တဲ့အတွက်သူကိုယ်တိုင်လည်းအောက်လန်းအတင်းတက်တယ်လို့တစ်ဖက်ကသူ့ရဲ့စွန်းတဲ့လူနဲ့တွေ့တဲ့အချိန်မှာနာကြီးစိမ့်နဲ့လုပ်တဲ့အချိန်မှာတည်သွားရတဲ့အမျိုးသမီးတယောက်အကြောင်းပေါ့နော်ကြာတော့ကြာခဲ့ပါပြီလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်ကျော်อ่ะပေါ့ရွှေတစ်ချက်သားကိုအစိတ်30နီးပါးလောက်ကရွှေတစ်ချက်သားကို4800ခစ်လောက်ကပေါ့ဒါကိုတွေနဲ့လည်းစကားများရန်ဖြစ်ဖူးတယ်ဒီမျိုးသမီးကအဲ့တော့ကိုရှေ့တယ်လည်းဒီလိုစုံသွားတာကိုတွေ့ခဲ့ရတယ်ဒါအောက်လန်းနဲ့အလောက်ခံရတဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းကိုပြောပြတာပါ